ပါစီရှင်။နောက်ထပ်အလဲကြကြောက်ဖိတ်ခေါ်လိုက်မယ်နော်။ငယ်ငယ်ကိုဖိတ်ခေါ်ပါလေ။ဘာချင်းနဲ့ရှင်ပြန်ပါလဲ။အရေးဒီကစောင်းလိုက်ပါ။မူရင်အဆိုတော့မရနာဦးပါ။ကဲ။မတရားရန်ကုန်မှာလာရှင်ပြန်လာလား။ကဲအားပေးမယ်နော်။ပေးမယ်နော်။တွေ့ခွန်များတိတ်ထူးဆန်းလို့လို့ကျွန်တော်ကိုယ်ကမသိလိုက်မိတဲ့သူ့ရဲ့တိတ်တူသူဖြတ်တန်းခဲ့တဲ့ဘဝရဲ့အရေးစုတစ်ခုရဲ့အမှုအောင်ကျွန်တော်နာစိတ်ကြွယ်ခဲ့ရတဲ့သာနာပေစနာရဲ့မေအထိတ်တွေထားလိုက်အဝေးယုံကြည်မှုများပဲလိုရာပါဆလေးမင်းကိုစတာဘာနဲ့မနိုင်လို့မရမရှိရင်ကိုဘဝနဲ့ပြောနေနိုင်ပြီဆလေးဘယ်လိုစဉ်းစားမေးကိုယ်ရိုက်ဆုံးဖြစ်ခွေမင်းရင်တဲ့မင်းချစ်ပဲအလိုအဆုံးဖြစ်မေးအစနာဆုံးလေးရဲ့မင်းကိုပဲချစ်တယ်သူစဉ်းစားခဲ့ကြရတဲ့ဖြစ်မဲ့တဲ့ပုံစံများတစ်ခါတည်းကျွန်တော်စိတ်ကြလို့မျောလင့်ချက်တွေနဲ့သူဖြတ်တန်းခဲ့တဲ့ဘဝရဲ့အရှိစုတစ်ခုရဲ့အရှိကကျွန်တော်ပဲလို့ဖြတ်ပြေးလို့များမလဲဆန္ဒပေးစနာရဲ့မင်းအသိတွေထားလိုက်အဝေးရှုံးစီမှုများပဲလိုရာပါတလေးမင်းကိုစတာဘာနဲ့မနိုင်လို့မရမရှိရင်ကိုဘဝနဲ့ပြောနေနိုင်ပြီတလေးဘယ်လိုစဉ်းစားမေးကိုယ်ရိုက်ဆုံးဖြစ်ခွေမင်းရင်တဲ့မင်းချစ်ပဲလိုအဆုံးဖြစ်မေးအစနာဆုံးလေးရဲ့မင်းကိုပဲချစ်တယ်ညီမလေးအတန်အေးလေးနဲ့ဆိုတော့အရန်ကောင်းပါတယ်။ဒီချင်းလေးကိုညီမလေးကကြိုက်လို့ရွေးရလားဒါမှမဟုတ်လို့ရှင်တငယ်ချင်းတွေကဒါမှမဟုတ်လို့ရှင်မိဘတွေကဝိုင်းရွေးပေးရလား။ညီမခန်းစားချက်နဲ့တိုက်ဆိုင်လို့ပါ။
ခန်းစားချက်နဲ့တိုက်ဆိုင်တဲ့ညီမလေးဆုရရှိပါစေနော် ပြီးရဆုနဲ့ပြပါစေ